အခန်းနှင့်ထိုအချိန်ဟတ္တိနပူရနန်းတော်အတွင်းတွင်အလွန်ပြင်းထန်သောအရေးတော်ပုံကြီးတစ်ရပ်ပေါ်ပေါက်၍နေလေ၏ရွှေနန်းတော်၏အတွင်းတော်ဆောင်တွင်ဝင်အတန်ခတ်အုပ်အုပ်ဖြင့်စကားပြောသံများထွက်ပေါ်လေသည်မောင်တော်ဆုံးဖြတ်ချက်ကိုမပြင်နိုင်တော့ဘူးလားမောင်တော်ရဲ့မိဖုရားကောင်ကြီးစကားကြောင့်ဘုရင်မင်းမြတ်မှာစိတ်မသက်မသာဖြစ်သက်ပြင်းချသည်မောင်တော်လည်းဒီလိုပဲလုပ်ချင်မှမလဲနှမတော်ရဲ့မလုံးမဖြစ်တော့လို့သာအခုလိုမျိုးစီစဉ်လိုက်ရတာပါကွယ်မောင်တော်စီစဉ်ကနှမတော်ရင်ကိုပြန်ကွဲစီလာအောင်ပြင်းထန်ရဆက်လာကြည်လားမောင်တော်ဖျားတားတော်လေးကိုလည်းငှက်ခတ်ပါအောင်မောင်ဖျားရဲ့မိဖုရားကောင်ကြီးမှာမျက်ရည်လဲရွှဲဖြင့်တောင်းပန်လျှောက်တင်နေတော့လေဘုရင်မင်းမြတ်မှာပြုတ်ဝယ်ရာကိစ္စကိုမဖြစ်မမြင်ပြုလုပ်သောမိဟန်မျိုးဖြင့်စိတ်တုံးချပြီးတကယ်တော့ရှိနေသည်မတတ်တာရေးသာလောက်ရမည်ဖြစ်တော့လေသူနှလုံးသားကိုစူးဖြင့်တစွစွထိုးနေတကယ်တော့တစစ်နှင့်နာကျင်ရပါသည်မိဖုရားကောင်ကြီးဆိုပိုဆိုးရှာပြီးမှာပေါ့ပိုခံစားရရှာပြီးမှာပေါ့တားတော်လီကန်ဆိုးလိုက်တဲ့တားတော်လီရဲ့မောင်တော်အခုစွန့်ပစ်ဖို့စီစဉ်နေတာမောင်တို့ရဲ့တားတော်ရင်းဆိုတာလဲတတိယပါအောင်ဖျားဒါကြောင့်ပဲခန့်နေရပေါ့မိဖုရားကြီးရဲ့ကိုသွင်းရင်သားရင်ကိုဘယ်မိဘကစွန့်ပစ်ချင်မှမလဲဒါပေမဲ့လည်းမလုတ်ဖြစ်တဲ့အခြေအနေကရှိနေပြီမလားနှမတော်ရဲ့တစ်ချိန်မှာအိတ်ရှိဆန်ဖြစ်ထီနန်းအရိုက်ရာခံရမဲ့သားတော်ဟာမျက်မမြင်တယောက်ပါဆိုတာတိုင်းသူပြည်သားတွေသိကုန်ကြရင်မခတ်ပေဘူးလားမောင်တော်မရှိတော့တဲ့အခါတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းကအကန်းကြီးပါဆိုရင်ပြည်သူပြည်သားရဲ့လက်ခံမရဲလားနှမတော်ရဲ့ဘယ်လက်ခံမှမလဲတိုင်းပြည်တစ်ခုလုံးစူပူအောင်ကြွကုန်မှာပေါ့ဒါကြောင့်မို့တားတော်လေးဟာမျက်မမြင်ဒုက္ခိတတဲ့လေးဆိုတာပြည်သူတွေမသိလိုက်ရအောင်ဟောဒီနေပြီးရောကြီးရဲ့ဝေးရကိုစိတ်လို့ဖို့ကြံစီမိရပါကွယ်မောင်တော်နားလေခွန်းလို့ပြပါတော့နှမတော်ရဲ့အမလီအောင်တော်ဖျားရဲ့နှမတော်ဘလို့ဖြေရပါမလဲနှမတော်အသေးကိုဆွဲကင်ခြေဝန့်တယ်လို့ခံစားရပါတယ်နှမတော်ရင်နေကွဲပါပြီမောင်တော်ရဲ့နှမတော်ရဲ့မိဖုရားကောင်ကြီးကတဲဟူပြန်ငိုကြွေးမိတမ်းနေဧကရပရိမမြတ်ကိုယ်တိုင်တော်မှမျက်ဝန်းစုံသည်မှိုင်ညိုလျက်မျက်ရည်ကြည်လေးများပင်ဝေတီလာ၏အော်မောင်တော်လည်းအသေးခိုင်မြခံစားရပါတယ်နှမတော်ဒါပေမဲ့လည်းတီလို့မလို့မှမဖြစ်ပေပေကိုမောင်တော်မိဖုရားကောင်ကြီးသည်ငိုကြွေးနေရင်မှတစုံတရာကိုစဉ်းစားမိသွားဟန်ဖြင့်မျက်ရည်ဇလက်ဖြင့်ဘုရင်မင်းမြတ်မျက်နှာတော်ကိုမော်ဖူး၍ခေါ်လိုက်၏ဘာလဲနှမတော်ဒီလိုလို့ရင်မကောင်းလားတားတော်လေးကိုအဝေးကိုမနေမဲနန်းတော်ရင်မှာပဲထားရင်ရောအိတ်ရှိရမပေးခြင်းလဲမပေးနဲ့ပေါ့မောင်တော်ရဲ့အဲ့ဒီလိုဆိုရင်ရောမကောင်းပေဘူးလားမောင်တော်မိဖုရားစကားကြောင့်ဘုရင်မင်းမြတ်ကခေါင်းကိုရွံ့၍တက်ပြင်းပြင်းချသည်ဒီလိုဆိုတားတော်ကိုမျက်မမြင်ဒုက္ခိတကြီးပါလို့တိုင်းသူပြည်သားတွေတနေ့မဟုတ်တနေ့သိကုန်မှာပေါ့ဘုရင်သားတော်တစ်ပါးဖြစ်ပြီးဒုက္ခိတဖြစ်နေတဲ့သားတော်ကိုဘသူကလေးစားကြည့်ညိုကြမှာလဲနှမတော်စဉ်းစားကြည့်ပါလေဒီလိုသားတော်ကိုမျက်မမြင်ဒုက္ခိတကြီးပါလို့တိုင်းသူပြည်သားတွေတနေ့မဟုတ်တနေ့သိကုန်မှာပေါ့ဘုရင်သားတော်တစ်ပါးဖြစ်ပြီးဒုက္ခိတဖြစ်နေတဲ့သားတော်ကိုဘသူကလေးစားကြည့်ညိုကြမှာလဲနှမတော်စဉ်းစားကြည့်ပါလေလေးစားကြည့်လို့မခံရရင်သားတော်ဟာစိတ်နှလုံးညှိုးချုံပြီးအားငယ်စိတ်နဲ့တစ်သက်လုံးနေထိုင်သွားရမယ်မဖြစ်ပါဘူးကွယ်နန်းတော်ရဲ့အဝေးမှာသာသူ့ဘဝသူအေးအေးချမ်းချမ်းဖြတ်သန်းပါစေလားသူ့ကိုကျွေးမွေးဆောင်ရှောက်တဲ့သူပေါ်လာမှာပါကွယ်နှမတော်နှလုံးစိတ်ဝမ်းမချမ်းမြေ့မရှိပါတော့နဲ့နော်အိုးမောင်ဖျားရဲ့ကိုသားတော်တယောက်လုံးဆုံးရှုံးရတာဘယ်နဲ့ဝမ်းသာနိုင်မှာမလားစိတ်ပြေပါစေတော့ဟုဖြောင်းဖြနှစ်သိမ့်ကမှပူဆိုးနေသည့်မိဖုရားကြီးမှာအုပ်လိုက်သေးလိုက်ငိုကြွေးနေရှာပြန်၏ဘုရင်မင်းမြတ်လည်းစိတ်မချမ်းမသာဖြစ်သည်ဖြင့်မိဖုရားကောင်ကြီးအဆောင်တော်မှထွက်ခွာရန်ပြင်သည်
မောင်နော်တားတော်လေးကိုဘဲနေနန်းတော်ကနှင်ပါလေမိဖုရားကြီးကအမောတကောမေဤဘယင်မင်းမြတ်ကတပ်ပြင်းထက်ချလိုက်ကမနှက်ပြန်မနှက်ဖောင်နဲ့ရီမျောဖို့စီစဉ်ထားပြီးပြီနမတော်အိုးမိဖုရားကောင်ကြီးမှာရင်ဝကိုဓားနဲ့ထိုးရိုက်သလိုနောက်သို့ခြေတလန်းဆုပ်ခါရိုင်နဲ့သွားလေသည်